ះလောင်းပူရီတဲ့နဂါမင်းသားလေးဟာရမုံနာမြစ်ပေညောင်မဲအောက်ကတောင်ပိုးမှာထွန်တုံးဖျားပမာဏလောက်ရှိတဲ့ခန္ဓာကိုဖန်ဆင်းပြီးဥပုသ်ဆောက်တည်နေခဲ့တယ်။တစုံတစ်ယောက်ကငါရဲ့အသွေးအသားအယူအကျော်နဲ့အရေးကိုအလိုရှိအပ်နှစ်သက်ရာယူစီငါတို့ဥပုသ်ကိုမဖြတ်ပြီးဆိုပြီးနေတဲ့ဥပုံနေလွန်ရင်တော့နဂါမလေးတွေပြန်လာခေါ်တဲ့အခမ်းအနားနဲ့မိဘတွေစီကိုခါစားဝင်ဖူးမြော်တာပေါ့။ဒီလိုနဲ့အစဉ်ပြေစွာဥပုသ်ဆောင်နေခဲ့တယ်။တနေ့တော့မမျှော်လင့်ထားတဲ့ကိစ္စတစ်ခုကြုံခဲ့ရတယ်။အဲ့ဒါကတော့တောထဲမှာသမင်သားကိုတက်ပြီးအသက်မွေးဝမ်းကြောင်းတဲ့မုတ်ဆိုးသားအဖရှိတဲ့လေ။မုတ်ဆိုးသားအဖကတောလက်ရင်ရေတောက်စင်းတဲ့သမင်ကိုစောင့်ဖမ်းတာပေါ့။သမင်လေးကဒဏ်ရာရပြီးထွက်ပြေးသွားတယ်။ထွက်ပြေးသွားတဲ့သမင်လေးကိုလက်ရင်နဲ့မိုးချုပ်သွားတော့တောထဲတစ်ပင်တစ်ပင်ပေါ်တက်အိတ်ခဲ့ကြတယ်။သူတို့အိတ်တဲ့တစ်ပင်ကဖျားလောင်းတရားကျင့်တဲ့အပင်နဲ့နီနီလေးတဲ့ဖြစ်ချင်တော့ဖျားလောင်းနဂါးပြည်ကိုပြန်မဲနေနဲ့လေတိတ်ဆိန်နေပြန်ရောမိုးလင်းအိယာနို့တော့မုတ်ဆူကြီးကတချင်းနဲ့တက်တက်ကြားရဲဆိုပြီးလိတ်ရှာတော့တာပေါ့နဂါးမင်းသားလေးနဲ့တချင်းတွေတီးမုတ်တီဆိုရင်လာကြိုကြတဲ့နဂါးမင်းသမီးလေးတွေကိုတွေ့သွားရောမုတ်ဆူကြီးလည်းတောနဲ့ထဲမှာသူတို့ကဘာတွေလဲဆိုပြီးတားကိုနိုးတော့တားမနိုးဘူးနိုးမရလဲနေကွာဆိုပြီးတယောက်တည်းဆင်းလာခဲ့တယ်လူတွင်ကျဲလှုပ်လို့ပြီးဆက်ဆူတဲ့သူ့ပတိအတိုင်းပဲမကြမလန့်နဲ့တွားမေးတော့တာပေါ့နဂါမင်းကငါကနဲ့တကြားပါလို့ပြောလဲယုံမှာပဲဒါပေမဲ့စောင့်တည်ထားတဲ့တီလာပြတ်မှကြောက်လို့ပူရီတတနဂါမင်းသားဖြစ်ကြောင်းပြောပြတာပေါ့မုတ်ဆူကြီးလဲကြားတော့လန့်သွားပြီးနောက်ကိုခြေ2လမ်း3လမ်းဆုတ်သွားတယ်ဒါပေမဲ့နဂါမင်းသားကိုစူးစိတ်ပြီးကြည်နေသေးတယ်တဲ့နဂါမင်းသားလဲဆင်းလဲကျင်းမြောင်းတဲ့တငယ်အစုံကိုတွေးမိတာပေါ့ဒီမုတ်ဆိုးကအပြောအဆိုအဖြူအမူကြီးရှုပုံကအစာရုပ်ရင်းကြမ်းတမ်းနဲ့မကောင်းတဲ့အကြံစီနဲ့အလံပဲမွေသမားကိုတွားပြောရင်ငါရဲ့ဥပုသ်ဆောင်တာအန်ဒီရဲ့ဖြစ်လာလိမ့်မယ်ဒီတော့တစ်ခုခုစီစဉ်ရတော့မယ်ဆိုပြီးတွေးမိတာပေါ့မုတ်ဆိုးတင့်ကိုကြီးစွာသောဥစ္စာပေးမယ်နှလုံးမွေးလျော်စရာကောင်းတဲ့နဂါပြည်ကိုလိတ်ခဲ့ဆိုပြီးခေါ်တဲ့မုတ်ဆိုးကသူ့မှာသားပါတယ်သူ့သားကလိတ်ချင်တယ်ဆိုရင်လိတ်မယ်ဆိုပြီးသူ့သားကိုတွားခေါ်လာတယ်တဲ့နဂါမင်းကလည်းလိုင်းထားနေတဲ့မြည်ကိုခွဲပြီးမုတ်ဆိုးသားဖားကိုနဂါပြည်ကိုခေါ်ဆောင်သွားခဲ့တဲ့ကွယ်